ဒီနေ့ကျွန်တော်တို့ရဲ့ podcast ဆွေးနွေးမှုမှာအနော်ရထားကိုကြံစစ်တာအာနာသိန်းခဲ့သလားဆိုတဲ့အကြောင်းကိုဆွေးနွေးချင်ပါတယ်ကျွန်တော်ကတော့ Desika Channel ကတူတာနန္ဒာပါကျွန်တော်ကတော့ Desika Channel ကညံလင်းပါကျွန်တော်ကကိုတူတာကိုမေးခွန်းတွေဖြည့်ဆွတ်ပြီးမေးမြန်းသွားမှာပါမြမသမိုင်းမှာကျွန်တော်တို့အားလုံးအလေးမြတ်ထားရတဲ့ပကန်ခစ်အဲ့ဒီခစ်ရဲ့အထင်ရှားဆုံးမင်းနှစ်ပါးလာတော့အနော်ရထားနဲ့ကြံစစ်ထားပါဒါပေမဲ့သမိုင်းစာအုပ်တွေမှာဖုံးကွယ်ထားတဲ့မိခွန်းထုတ်เสียကောင်းတဲ့ကွက်လက်ကြီးတွေရှိနေတယ်ဆိုတာသင်တတိထားမိဘူးသလားဒီနေ့ podcast မှာတော့ကျွန်တော်တို့ဟာရိုးရိုးပုံပြင်တွေကိုဘေးဖယ်ထားပြီးကြံစစ်သားဆိုတဲ့ပုံကူကြီးရဲ့အမှန်ပဲချမ်းကို critical thinking နဲ့ဆက်ဆက်တွေးကြည့်ကြအောင်ပါပထမဆုံးမိခွန်းကအနော်ရထားမြင်းကြီးဘလို့သေးတာလဲရာဇဝင်ကတော့ကျွဲဖြူခတ်လို့အလောင်းကိုနတ်ဆောင်သွားလို့ဆိုပြီးပုံပြင်ဆန်ဆန်ရေးခဲ့တယ်ဒါပေမဲ့စဉ်းစားကြည့်ပါဩဇာကြီးတဲ့ဘုရင်တစ်ပါးဟာဘလူးမှာတဲလွန်စားမကြံပဲပျောက်ကွယ်သွားနိုင်ပါမလားအဲ့ဒီအချိန်မှာအကျိုးအမြတ်အများဆုံးရသွားတဲ့သူကဘသူလဲအဲ့ဒါတွေကိုကျွန်တော်တို့မေးခွန်းဒီထုတ်ရမှာပါမေးခွန်းဒီမထုတ်ခင်တော့အရင်ဦးဆုံးအနော်ရထားနဲ့ကြံစစ်တာအကြောင်းကိုအနှစ်ချုပ်လေးပြောကြအောင်ကြံစစ်သားနဲ့ပတ်သက်တာနည်းနည်းအရင်စပြောရအောင်ကြံစစ်သားမှာအနော်ရထားကိုတတ်ဖို့အကြောင်းပြချက်တွေအများကြီးရှိခဲ့တယ်မနီစနာကိစ္စကြောင့်အသက်ခံရလူနီးပါးဖြစ်ခဲ့တာပြည်နင်းတန်ခံခဲ့ရတာအနော်ရထားရှိနေတဲ့၍သူဟာဘယ်တော့မှဘရင်ဖြစ်မှာမဟုတ်ဘူး။ဒါကြောင့်အနော်ရထားရဲ့သေဆုံးမှုဟာပြီးပြည့်စုံတဲ့လူကြံမှုတစ်ခုဖြစ်နေနိုင်ပါတယ်။ကျွန်တော်မှတ်မိသလောက်သူတို့အကြောင်းကိုအချက်လက်လေးတွေနဲ့ခွဲခြားကြည့်ရအောင်။အရင်ဆုံးကအနော်ရထားမင်းအုတ်မြစ်ချော်သူပကန်းအင်ပါယာကိုတီထောင်နိုင်သူပြန့်ကျဲနေတဲ့မြန်မာနိုင်ငံကိုပထမဆုံးစုစည်းခဲ့တဲ့မင်းတစ်ပါးပေါ့။သာသနာပြုမင်းအထီရက်တည်နိုင်သူရှင်အရဟံရဲ့လမ်းညွှန်မှုနဲ့ထေရဝါဒဗုဒ္ဓဘာသာကိုပကံမှာခိုင်ခိုင်မာမာအခြေချပေးခဲ့သူပါစစ်ရေးစွမ်းရည်တိဆောက်နိုင်သူကျန်စစ်သားအပါဝင်ရဲဘက်တော်လေးဟုငထွေယူငလုံးလက်ဖတ်ညောင်ယူဖီးနဲ့အတူနိုင်ငံတော်ကိုချဲထွင်ခဲ့တာပါပြီးတော့ကြံစစ်တာပြည်သူချစ်တော်ပေါ့တစ္ဆာရှိတဲ့စစ်တင်နာပတိဖြစ်ခဲ့သူအနော်ရထားမင်းကြီးရဲ့ယုံကြည်အားကိုးရဆုံးစစ်သူကြီးတူပါရာဇဝင်တဲကအချစ်ဆက်လမ်းမှာစက်ကောင်အဖြစ်ပါဝင်နေသူမနိစန္ဒာမင်းသမီးနဲ့ပတ်သက်တဲ့အချစ်ဆက်လန်းကြောင့်အနော်ရထာမင်းကြီးရဲ့အမျက်တော်ရှာခြင်းကိုခံခဲ့ရပြီးပြည်နှင်းတန်တောဘုံဘဝနဲ့အကြာဤနေခဲ့ရတာပါထီနန်းဆက်ခံပြီးဘရင်ဖြစ်လာသူအနော်ရထာရဲ့သားတော်ဆောလူမင်းလက်ထက်ပုံကံမှုတွေဖြစ်တော်မှာပြန်လာကယ်တင်ပေးခဲ့ပြီးနောက်ဆုံးမှာပကံရဲ့အကျော်ကြားဆုံးမင်းတစ်ပါးဖြစ်လာခဲ့ပါတယ်အာနန္ဒာဘုရားကြီးကသူ့ရဲ့လက်ရပေါ့သူတို့နှစ်ယောက်ကြားကထူးခြားချက်ကိုပြောရရင်အနော်ရထာကစီကန်းပြတ်သားပြီးဩဇာကြီးမားတဲ့ခေါင်းဆောင်ပုံစံမျိုးဖြစ်ပြီးကျန်စစ်သားကတော့ပြည်သူတွေကချစ်ခင်ကြတဲ့တနာကျင်နာတတ်တဲ့မင်းပုံစံမျိုးလို့တမိုင်းမှာတွေ့ရပါတယ်။သူတို့နှစ်ယောက်ဟာတခါတလေသဘောထားချင်းတိုက်ဆိုင်မှုမရှိလို့အဖူးထစ်တွေရှိခဲ့ပေမဲ့ပကံရဲ့အောင်မြင်မှုတမိုင်းမှာတော့တယောက်ကိုတယောက်မရှိမဖြစ်ဖြည့်ဆည်းပေးခဲ့ကြတာပါ။ကျွန်တော်တွေးကြည့်နေတာရှိတယ်။ခမားပြောတဲ့ရဲဘက်တော်၄ဦးရှိတယ်ကွာ။ငထွေယူငလုံးလက်ဖယ်ညံဦးဖီးနဲ့ကျန်းစစ်သားပေါ့အနော်ရထာလက်ထလွာသူတို့လေးဦးကအတော်ဆုံးစစ်သူရဲတယ်ကွာကျန်းစစ်သားဖီအင်းဖိလာချိန်မှာသူတို့ကိုမြောက်စားတာမျိုးမလုပ်ဘူးနဲ့သူလေငါစာရီထဲမှာတိတ်မတွေ့ရဘူးကျန်းစစ်သားတော်ကြောင်ကျန်းစစ်သားရေးရင်ကြောင်စတဲ့ကျန်းစစ်သားအကြောင်းတွေကြီးပဲရှပရင်ဖြစ်လို့သမိုင်းကျန်တာငါမငင်းပေမဲ့ဘဝတို့ဖြစ်နေတော့ကအကြောင်းတွေကိုကျန်းစစ်သားကဘာမှမပြောတော့တာထူးဆန်းနေတယ်ခမားတော့ဘယ်လိုထင်မြင်လဲဒါကတကယ်ကိုစဉ်းစားစရာကောင်းတဲ့ point တစ်ခုပဲဗျာတမိုင်းဆိုတာနိုင်သူကရေးတာသို့မဟုတ်ဘယင်ဖြစ်လာသူကိုဗဟုပြုသည်ရေးကြတာမျိုးဆိုတော့ခမားသိထားမိတာမှန်ဘူးလို့မပြောနိုင်ဘူးကျန်စစ်သားမင်းကြီးဘယင်ဖြစ်လာတဲ့အချိန်မှာသူ့ရဲ့ဘဝတူသူရဲကောင်း၃ယောက်အကြောင်းတမိုင်းမှတ်တမ်းဒီမှာမှေးမိန်သွားရတဲ့အကြောင်းရင်းကိုကျွန်တော်ခတ်မှန်းကြည့်ရရင်ဒီအချက်ဒီကြောင့်ဖြစ်နိုင်ပါတယ်တစ်အချက်ကဇက်လိုက်တယောက်ပဲရှိရမယ်ဆိုတဲ့သဘောတရားရာဇဝင်ကျမ်းတွေရေးတဲ့အခါဘယင်ရဲ့ဖုံးတော်ကိုပဲအထူးကဖော်ပြလိရှိပါတယ်။ကျန်စစ်သားဟာတာမန်အယက်သားဘဝကနေဘယင်ဖြစ်လာသူ self-made king ဖြစ်တဲ့အတွက်သူ့ရဲ့ထူးခြားမှုကိုပိုပေါ်လွင်အောင်ရေးချရပါတယ်။တကယ်လို့ငထွေယူငလုံးလက်ဖယ်တို့ကကျန်စစ်သားနဲ့တန်တူစွမ်းဆောင်နိုင်သူတွေအဖြစ်ဆက်ရှိနေရင်ကျန်စစ်သားရဲ့ထူးမြတ်တဲ့ဖုံးကန်ကမေးမိန်သွားနိုင်လို့သမိုင်းဆရာတွေကဘယင်ကိုပဲမီးမောင်းထိုးပြတာဖြစ်နိုင်ပါတယ်။နှစ်ချက်ကအသက်အရွယ်နဲ့အချင်းကာလအနော်ရထာလက်ထက်မှာသူတို့၄ယောက်ကလူပြိုပေါက်ထရဲကောင်းနေပေါ့။ဒါပေမဲ့ကျန်စစ်သားဘရင်ထလာတဲ့အချိန်
အေဒီတက်ခတ်ဝရှိစလီမှာသူကိုယ်တိုင်ကအသက်90ကျော်နေပြီလို့ယူဆရပါတယ်အနော်ရထာနဲ့စောလူမင်းတို့ရဲ့ကာလတွေကိုဖျက်ဆီးပြီးမှသူကနန်းတက်ရတာပါအဲ့ဒီအချိန်မှာကြံတဲ့တရေကောင်း3ယောက်ဟာအသက်ကြီးပြီးကွယ်လွန်ကုန်ကြပြီလားဒါမှမဟုတ်စောလူမင်းလက်ထပ်ပုံကန်မှုတွေကြားမှာတာဝန်တွေနားသွားကြပြီလားဆိုတာစဉ်းစားကြရပါ၃ချက်ကတော့နိုင်ငံရေးရနေရပေးမှုဒီဘက်ခေတ်စကားနဲ့ပြောရရင် political bonus ပေါ့တမိုင်းမှာအကျယ်တဝင့်မပါပေမဲ့သူတို့ကိုမြောက်စားတာမျိုးမလုပ်ဘူးလို့တော့အပြတ်ပြောလို့မရဘူးဗျာကြောက်စာတွေမှာဘယင်ကသူ့ကိုကူညီခဲ့သူတွေကိုမြေယာတွေကြေးကျွန်တွေပေးသနာတဲ့မှတ်တမ်းတွေရှိတတ်ပါတယ်ဒါပေမဲ့သူတို့ကစစ်တူကြီးအဆင့်ပါပဲရှိနေပြီးကြံစစ်တာကဘယင်ဖြစ်သွားတဲ့သူသူတို့ရဲ့အခန်းကဏ္ဍကစစ်ရေးစစ်ရာလောက်မှာပဲကြံရင်ခဲ့တာမျိုးဖြစ်နိုင်ပါတယ် နောက်ဆုံးအချက်ကတော့ကျန်စစ်သားရဲ့တမိုင်းဖြောက်တတ်တဲ့ပုံစံပဲခမားတတိထားမိမှာပါကျန်စစ်သားကသူဟာအနော်ရီယာရဲ့သားတော်ပါဆိုပြီးမြကန်ကြောက်စာမှာထွင်းထူခဲ့တယ်ဒါကသူ့ရဲ့နန်းရပိုင်ခွင့်ကိုခိုင်မာအောင်လုပ်တာပါသူရဲကောင်း3ယောက်နဲ့တငယ်ချင်းဖြစ်ခဲ့တာကိုအရန်ချဲကားပြောနေရင်သူ့ရဲ့မင်းတွေမင်းကဲဆိုတဲ့ image tag စစ်သားဆိုတဲ့ image ကပေါ်လွင်နေမှာကိုသူစိုးရင်ခဲ့တာလဲထင်နေပါတယ်ခမားမေးတာကိုချုပ်ပြောရရင်ကျန်စစ်သားဟာတကယ်ကိုပါနတ်တဲ့နိုင်ငံရေးသမားတစ်ယောက်ပါသူဘယင်ဖြစ်ဖို့အတွက်သူ့ရဲ့စစ်သားဘဝထက်မင်းလောင်းဘဝကိုပိုပုံဖော်ခဲ့တာကြောင့်သူ့တငယ်ချင်းတွေရဲ့အခန်းကဏ္ဍကတမိုင်းစာမျက်နှာတွေမှာမင်းမိန်သွားတာလို့ကျွန်တော်ထင်ပါတယ် သူ့တငယ်ချင်းတွေရဲ့အခန်းကဏ္ဍကိုတနိုင်းစာမျက်နှာမှာမေ့မိန်အောင်လွတ်လိုက်သလားဆိုတာထက်စစ်သားဘဝအတူရုန်းကန်လာခဲ့သူတွေကိုကွက်မြတ်လိုက်သလားဆိုပြီးကျွန်တော်တွေးမိတယ်။ဘာကြောင့်လဲဆိုတော့သူသာချီးမြှင့်မြောက်စားတယ်ဆိုရင်ဘယ်နေရာဘယ်ဌာနရဲ့မြို့စားရွာစားစသဖြင့်တမိုင်းချန်ပြီးမေ့မိန်အောင်လုပ်လို့ရတာပဲ။ခင်ဗျားဘယ်လိုထင်မြင်လဲ ဒါကတကယ်ကိုထက်မြက်ပြီးအရေးရင်ဆုံးတွေးစားချက်တစ်ခုပဲဗျ။တမိုင်းရဲ့မှောင်ကိုချမ်းကိုခမည်းလှမ်းကြည့်လိုက်တာပဲ။အာနာဆိုတဲ့အရာကလူကိုဘလောက်ထိပြောင်းလဲစေတယ်လဲဆိုတာစဉ်းစားရင်ခမည်းရဲ့အတန်တရားကတော်တော်လေးယုတိရှိပါတယ်။ကျန်စစ်သားကသူ့ရဲ့ရဲဘက်တော်တွေကိုစီမာလိုက်နိုင်တယ်ဆိုတဲ့အယူဆကိုထောက်ခံနိုင်တဲ့အချက်တချို့ကျွန်တော်စဉ်းစားကြည့်မိတယ်။တစ်အချက်ကအန်ဒီရဲ့အရှိဆုံးလူဟာကိုယ့်အကြောင်းအတိဆုံးလူပဲဆိုတဲ့ဒသနသဘောတရားငထရီယူငလုံးလက်ဖယ်နဲ့ညောင်ဦးဖီးတို့ဟာကျန်စစ်သားရဲ့တာမန်စစ်သားဘဝတောပုံဘဝကအကြောင်းဆုံးလို့သိနေကြသူတွေပါကျန်စစ်သားကသူဟာမင်းသွင်းမင်းခဲပါလို့ဝါရဖြန့်လက်ခါမှာဒီလူတွေကမင်းကငါတို့နဲ့အတူတူရုန်းကန်ခဲ့တဲ့စစ်သားပါပဲဆိုတဲ့အမှန်တရားကိုတတ်သိခံနေတယ်လို့ထင်နေမှာပါနမ်ဘလင်ခိုင်မေဖို့အတွက်ဒီတတ်သိတွေကိုဖျောက်ဖျက်ဖို့ကြိုးစားခဲ့တာဖြစ်နိုင်ပါတယ် နောက်အချက်ကတော့အာနာလူဖက်ဖြစ်လာနိုင်ကြကြောင်းပါသူတို့၄ယောက်စလုံးဟာအနော်ရထာကိုယ်နိုင်ရွေးချယ်ခဲ့တဲ့အစွမ်းထက်ဆုံးသူရဲကောင်းတွေပါကျန်စစ်သားဖယင်ဖြစ်လာတဲ့အခါကျန်တဲ့၃ယောက်ဟာလည်းတက်မတော်ထဲမှာဩဇာရှိနေအောင်ပါပဲတကယ်လို့သူတို့ကိုမျိုးစားရွာစားပေးလိုက်ရင်သူတို့ကအင်အားစုဖြစ်ကျန်စစ်သားကိုပြန်ပုံကန်နိုင်တဲ့ချင်းချောင်မှုတွေဖြစ်လာနိုင်ပါတယ်အာနာရှင်အများစုဟာသူတို့နဲ့ဘဝတူရုန်းကန်ခဲ့တဲ့သူတွေကိုနန်းတက်ပေးတာနဲ့အနာပေးတာဒါမှမဟုတ်ရှင်းလင်းပြတာမျိုးတမိုင်းတစ်လျှောက်မှာအများကြီးရှိခဲ့ပူပါတယ်သုံးချက်ကတော့တမိုင်းရဲ့ပျောက်ဆုံးနေတဲ့ဟာကွက်တွေပေါ့ဗျာရာဇဝင်ကျမ်းတွေမှာကျန်စစ်သားနန်းတက်တဲ့အခါသူရဲကောင်း၃ဦးရဲ့အခန်းကဏ္ဍကချက်ချင်းကြီးပျောက်သွားတာတကယ်ပဲထူးဆန်းပါတယ်ခင်ဗျားပြောသလိုမြောင်စားခဲ့ရင်ကြောက်စားတဲ့ချက်မှာငါရဲဘက်တော်ကြီးငထွေယူဟာဤမြို့ကိုပေးသနာတော်မူသည်ဆိုတာမျိုးပါလာတဲ့တာကောဒါမျိုးလုံးဝမတွေ့ရတာကသူတို့ကိုဘေးဖယ်လိုက်တာဒါမှမဟုတ်အစာဖြောက်လိုက်တာကြောင့်ဖြစ်နိုင်ခြေပိုများသွားစေပါတယ်နောက်ဆုံးအချက်အနေနဲ့ကကွတ်မြတ်တာလားဒါမှမဟုတ်တိုးတိတ်စွာဖယ်ရှားတာလားဆိုတာပဲကွတ်မြတ်လိုက်တဲ့ဆိုရင်တောင်ဒါဟာပကံပြည်သူတွေကြားမှာအတော်လေးကြရက်ရိုက်နိုင်တဲ့ကိစ္စပါဒါကြောင့်ကွတ်မြတ်တာထက်စစ်မြေပြင်မှာကြာဆုံးတဲ့အောင်ဖန်တီးတာဒါမှမဟုတ်အဝေးတနေရာကိုတာဝန်ပေးပြီးအဆက်အသွယ်ဖျက်တော့ပြတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်ကျွန်တော်ရဲ့ပုဂ္ဂလိကအမြင်အားဆိုရင်ကျန်စစ်သားဟာပြည်သူချစ်တဲ့မင်းဆိုတဲ့ image ကိုတိဆောက်ခဲ့သူဖြစ်လို့လူသိရှင်ကြားကွက်မြတ်လာမျိုးတော့မလုံလောက်ဘူးလို့ထင်ပါတယ်ဒါပေမဲ့သူ့ရဲ့အာဏာဇတ်ကိုချင်းချောက်နိုင်တဲ့သူ့အတိတ်ကိုတည်နေတဲ့အဲ့ဒီသူရဲကောင်းတွေကိုနိုင်ငံရေးအားတေလူဖြစ်အောင်လှုပ်ဖြစ်ခဲ့တာကတော့တေချာတလောက်ရှိပါလိမ့်မယ် ကျွန်တော်ထင်တော့စောလူမင်းကိုကျန်စစ်သားတယောက်တည်းတွားကြတာမဟုတ်တော့ဘူးသူ့တငယ်ချင်းတွေနဲ့အတူတွားတာဖြစ်နိုင်တယ်စောလူမင်းကကျန်စစ်သားငေါ့ကိုတိုက်ရန်ကြံစီနေလေလို့အော်တယ်ဆိုပြီးစာထဲမှာကျွန်တော်ဖတ်ဖူးတယ်တကယ်တပ်ဖို့ကြံစီတယ်ဆိုရင်ကြိုက်တဲ့တငယ်ချင်း၃ယောက်ထဲမှာ၁ယောက်ကတပ်တဲ့အဖြစ်မြင်နိုင်တယ်ဒီတော့
ကျန်စစ်သားဟာဆောလူမင်းကိုရောသူ့တငယ်ချင်းတွေကိုရောအဲ့ဒီမှာတတ်ထဲတာမျိုးရောမဖြစ်နိုင်ဘူးလား ရာဇဝင်ထဲမှာဆောလူမင်းကကြံစစ်တာကိုကြံစစ်တာဒီငါကိုတတ်ရန်ကြံစီနေသည်လို့အော်ဟေခဲ့တဲ့အချက်ကခမားပြောသလိုတကယ်ပဲတတ်ဖို့ကြံနေလို့ဖြစ်နိုင်ခြေအများကြီးရှိပါတယ်ဒီအယူအဆကိုပိုခိုင်မာစေမဲ့အချက်လေးတွေကိုကျွန်တော်ထောက်လောင်းစဉ်းစားကြည့်အောင်တက်တီဖြောက်ချင်းအယူအဆဆောလူမင်းကိုကယ်သွားတာမှာကြံစစ်တာတက်လောက်ထဲသွားတာထက်အစွမ်းထက်တဲ့ရဲဘတ်တော်တွေပါသွားတာကပိုတဘာဝကြပါတယ်တကယ်လို့ဆောလူမင်းကိုကယ်ထုတ်နေတော့မှကြံစစ်တာကဆောလူမင်းကိုတတ်လိုက်မယ်ဆိုရင်ဒီလောက်ရက်ကိုမြင်တွေ့သွားတဲ့တဦးထီသောတတ်သေးတွေဟာသူ့ရဲ့ရဲဘတ်တော်တွေပဲဖြစ်ပါလိမ့်မယ်ရလဲအနေနဲ့ဘယင်ကိုတတ်တူဆိုတဲ့အပြစ်ကနေလွတ်ဖို့နဲ့နောက်တစ်ချိန်မှာဒီအကြောင်းကိုပြန်ပြောမဲ့သူမရှိအောင်အဲ့ဒီနေရာမှာတဲ့အားလုံးကိုတခါတည်းရှင်းပြခဲ့တာဖြစ်နိုင်ပါလေ ငရမန်ကန်းကိုအပြစ်ပုံချလိုက်ခြင်းစောလူမင်းကိုရောရဲဘက်တော်တွေကိုရောဣရိညာမှာတင်ရှင်းပစ်ပြီးငရမန်ကန်းတလိုက်တာပါဆိုပြီးတရင်လွတ်လိုက်ရင်ကျန်စစ်တောင်းအတွက်အကွက်အဆိုင်ဆုံးပဲဒါဆိုရင်သူဟာဘယင်ကိုကယ်ဖို့ကြိုးစားခဲ့တဲ့သူရဲကောင်းအဖြစ်လည်းနာမည်ကျန်ခဲ့မယ်သူ့ရဲ့ပလိုင်ပတ်သူဖြစ်တဲ့စောလူမင်းနဲ့အစွမ်းထက်တဲ့ရဲဘက်တော်တွေလည်းလမ်းကြောင်းပေါ်မှာဖယ်ရှားပြီးသားဖြစ်သွားမယ်ရဲဘက်တော်တွေရဲ့တစ္ဆာတရားကြောင့်တတ်ချင်းရဲဘက်တော်၃ဦးဟာအနော်ထာမင်းကြီးအပေါ်မှာရောမင်းမျိုးမင်းနွယ်တွေအပေါ်မှာရောတစ္ဆာရှိတဲ့သူတွေဖြစ်နိုင်ပါတယ်ကျန်စစ်သားကစောလူမင်းကိုတတ်ဖို့ကြံစည်တာကိုသူတို့ကသဘောမတူပဲတားဆီးခဲ့ရင်ကျန်စစ်သားအထက်ကတော့မိတ်ဆွေမှရန်သူအဖြစ်ပြောင်းလဲသွားပြီးသူတို့ကိုပါတပ်ပစ်ဖို့ကလွယ်လို့တခြားလားမရှိတော့ပါဘူး ကျန်စစ်သားရဲ့နန်းတက်ပွဲကြပြဆံမှုဖြစ်ရကြီးကျန်စစ်သားနန်းတက်တော့မှရီထိုးခဲ့တဲ့ကြောက်စာတွေမှာသူဟာဖျားလောင်းလို့နတ်မင်းကြီးတွေကစောက်မသလိုလို့နဲ့သူ့ရဲ့တန်ရှင်းစင်ကြယ်မှုကိုအရန်အမွှမ်းတင်ထားပါတယ်ဒါဟာသူ့ရဲ့သွေးစွန်းခဲ့တဲ့လက်တွေကိုဖုံးကွယ်ဖို့ကြိုးစားခဲ့တဲ့နိုင်ငံရေးရဝါဒဖြန့်မှု propaganda လို့လည်းမြင်ကြည့်လို့ရပါတယ်ခြုံတုံတုံးတက်မိသလောက်ခမရဲ့အယူဆကမှန်ခဲ့မယ်ဆိုရင်ကျန်စစ်သားဟာကျွန်တော်တို့သိထားတဲ့မေတ္တာရှင်မင်းကြီးထက်အလွန်အကြံကြီးပြီးရက်ဆက်ကတ်တဲ့နိုင်ငံရေးပါရမီရှင်တယောက်ဖြစ်နေပါလိမ့်မယ်အာနာကိုရယူဖို့အတွက်ဘဝတို့တငယ်ချင်းတွေကိုပါတက်ရဲတဲ့အထိပြတ်သားတဲ့သူပေါ့တမိုင်းဆိုတာအမြဲတမ်းအောင်နိုင်သူတွေကသူတို့ရဲ့အမှောင်တွေကိုဖျောက်ပြီးအလင်းကိုပဲပြခဲ့တာဆိုတော့ခမရဲ့ဒီတန်တရားဟာတကယ်ကိုထူးခြားပြီးဖြစ်နိုင်ခြေရှိတဲ့ရှုထောင့်တစ်ခုပါ ခမားပြောတဲ့အထက်မှာကျန်စစ်သားကမနိစန္ဒာကိုရဖို့အတွက်နဲ့အနော်ရထာကိုတောင်ပြန်တုံ့ပြန်ရတဲ့ဇယိုက်ရှိတယ်လို့ပါတယ်နော် ဟုတ်တယ်ဗျအဲ့ဒါကကျန်စစ်သားရဲ့ဇယိုက်ကိုပိုပြီးပေါ်လွင်စေတဲ့အချက်ပဲရာဇဝင်ထဲမှာအနော်ရထာမင်းကြီးကကျန်စစ်သားကိုဖလန်နဲ့ပစ်တဲ့အခါကျန်စစ်သားကရှောင်လိုက်ရုံနဲ့မကပဲအဲ့ဒီလန်ကိုကောက်ယူပြီးလှန်ကြော့တဲ့ပုံစံမျိုးနဲ့အနော်ရထာရှေ့မှာလည်းစွန့်ရည်ပြခဲ့တာမျိုးရှိတယ်ဒါကတစ်ဖက်ကကြည့်ယူသေးပြလာယူဆိုနိုင်ပြီမဲ့နောက်တစ်ဖက်ကကြည့်ရင်ကျွန်တော်ကိုတတ်လို့မရဘူးကျွန်တော်ကခမည်းထတာတယ်ဆိုတဲ့ပြန်လေတုံ့ပြန်မှု defiance တခုပါပဲခမည်းခုနကပြောတဲ့စောလူမင်းနဲ့ရဲဘတ်တော်တွေကိုတတ်ခဲ့တာလားဆိုတဲ့အတွေးနဲ့ဒီဇယိုက်ကိုဆက်ဆက်ကြည့်ရင်ပို့ပြီးတော့တောင်ကြောက်ဖို့ကောင်းလာပါတယ်အတင့်ရဲမှုအနော်ရထာလိုဩဇာကြီးတဲ့ဘရင်ကိုတော့မကြောက်ပဲမနီဆန်နာကိုခိုးယူပေါင်းတင်းရဲတဲ့သူဟာသူ့ရဲ့ရီမန်းချက်ဒါမှမဟုတ်အာနာအတွက်ရှေ့မှာဘလို့အတားစီးမျိုးကိုမှဆိုဖယ်ရှားပစ်ဖို့ဝန်လေးမှမဟုတ်ဘူး ရှင်ဘီရင်ထက်တာခြင်းနဲ့စိတ်အနော်ထာကသူ့ကိုနှင်ခဲ့တယ်တောနှင်ခဲ့တယ်ဒီတော့ကျန်စစ်သားရဲ့စိတ်ထဲမှာငါဟာအနော်ထာထက်တာတဲ့မင်းတစ်ပါးဖြစ်ရမယ်ဆိုတဲ့ပြင်းပြတဲ့စန္ဒရှိနေနိုင်တယ်အဲ့ဒီစန္ဒအတွက်အနော်ထာရဲ့တာအရင်စောလူကိုရှင်းပစ်ဖို့ဆိုတာသူ့အတွက်လွယ်လွယ်လေးဖြစ်နေပါတယ်မနိစန္ဒကိုပြန်တောင်းတာသူဘရင်ထွက်လာတဲ့အခါမှာလေသူ့ထက်အသက်အများကြီးငယ်တယ်အနော်ထာရဲ့မိဖုရားဖြစ်ခဲ့တဲ့မနိစန္ဒကိုပဲပြန်ပြီးမိဖုရားမြောက်ခဲ့တယ်ဒါဟာအချစ်ကြောင့်လားဒါမှမဟုတ်အနော်ထာအကူမအနိုင်ရခြင်းတဲ့စိတ်ကြောင့်လားဆိုတာစဉ်းစားစရာပဲခမည်းမြင်တဲ့အတိုင်းကျန်စစ်သားဟာရဲရင်လဲပါနတ်တယ်လိုချင်တာကိုရအောင်ယူတတ်တယ်ဆိုတဲ့ဇယိုင်မျိုးရှိနေတာသိကြသလောက်ရှိပါတယ်အဲ့ဒီလိုလူစားမျိုးကသူ့ရှိုးဝက်ချက်တွေကိုသိနေတဲ့ရဲဘတ်တော်တွေကိုတတ်တညံ့ညံ့လွတ်ထိုက်ပေးမယ်ဆိုတာကတော့ခမည်းပြောသလိုတကယ်ပဲမဖြစ်နိုင်သလောက်ပါပဲတမိုင်းမှာကျန်စစ်သားကိုမင်းကောင်းမင်းမြတ်အထစ်ပဲပုံဖော်ကြတာကသူဟာသူ့ရဲ့အမောင်ပဲချမ်းကိုဖုံးကွယ်တဲ့နေရာမှာရောပြည်သူစိတ်ကိုဖန်ဆတဲ့နေရာမှာရောအယမ်းတော်လွန်းလို့ထစ်လိမ့်မယ် ဆိုတော့ကွာအနော်ရထာကိုရောကျန်စစ်သားတတ်တီအာနာသိမ့်လိုက်တာမဖြစ်နိုင်ဘူးလားဘာလို့လဲဆိုတော့အနော်ရထာဆိုတဲ့ဘယင်းဟာဘာမှမဟုတ်တဲ့နေရာမှာကျွဲခတ်လူတေးရပါတယ်ဆိုတဲ့တမိုင်းပဲရှိတယ်ဘလူမြုပ်ညံတယ်ဘလူဝမ်းနဲ့ပူဆွေးတယ်ဆိုတာတမိုင်းမှာကျွန်တော်မတွေ့ခဲ့ဘူးအနော်ရထာနောက်နန်းတက်တဲ့ဘယင်းတွေတောင်ဘယ်မှာနိုင်ရွာစံတယ်အလောင်းကိုဘလူပြင်သေးတယ်ဆိုတဲ့တမိုင်းထောက်ထားရှိတယ်ဒီတော့ကျန်စစ်သားဟာအနော်ရထာကိုတိတ်တဆိတ်လူချန်ဒီပကံထီနန်းကိုအာနာသိမ့်လိုက်တာလို့ကျွန်တော်ထင်တယ် ဒါကတော့တကယ့်ကိုတမိုင်းကိုအလံလောလိုက်တဲ့ယူဆချက်ပဲဗျ
ခင်ဗျားပြောတဲ့အချက်တွေကတမိုင်းပညာရှင်တွေတောင်တိတိကျကျအဖြစ်မပေးနိုင်တဲ့ဟာကွက်ကြီးတွေကိုထုတ်ပြနေတာအနော်ရထမင်းကြီးရဲ့နတ်ရွာဆန်မှုဟာမြန်မာရာဇဝင်မှာအထူးဆန်းဆုံးနဲ့အမေးခွန်းထုတ်เสียအကောင်းဆုံးအခန်းကဏ္ဍတစ်ခုပါခင်ဗျားရဲ့ကျန်းစစ်တမ်းလူကြံတာဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုပိုခိုင်မာစေတဲ့အထောက်အထား logic တွေကိုကျွန်တော်ဒီလိုမြင်မိတယ်အလောင်းမရှိခြင်းရဲ့လူ့ဝချက်ကပါလေခင်ဗျားပြောတယ်လို့ပါပဲအနော်ရထလို့ဖုံးတကူကြီးတဲ့မင်းတပါဟာကျွဲဖြူခတ်လို့တေးရယုံနေမကပဲသူ့ရဲ့ရုပ်ကလပ်ကိုဘယ်သူမှမတွေ့လိုက်ရဘူးမြစ်ထဲပါသွားတဲ့နတ်တွေယူသွားတယ်ဆိုတဲ့ပုံမြင်တွေကအယမ်းကိုတန်တရားထိစရာကောင်းပါတယ်။တမိုင်းမှာထုံးစံတစ်ခုရှိတယ်။အာနာသိန်းတဲ့သူဟာအရင်မင်းရဲ့ရုပ်ကလပ်ကိုဖျောက်ချက်ပစ်လေးရှိပါတယ်။အလောင်းရှိနေရင်အဲ့ဒီအလောင်းကိုအကြောင်းပြုပြီးတော်လန်ပုံကံမှုတွေဖြစ်လာနိုင်လို့ပါ။လူကြံဖို့အခွင့်အရေးအရှိဆုံးလူဖြစ်နေတာ။အနုရထာဟာတောကစားထွက်ရင်ပျောက်ဆုံးသွားတာပါ။အဲ့ဒီလိုတောကစားထွက်တဲ့အခါဘရင်ကိုအနီးကဆွန့်လျှောက်ရသူတွေထဲမှာကျန်စစ်သားလို့ထိတ်တန်းစစ်သူကြီးတွေပါမှာအသေးချပဲတကယ်လို့တော်ထဲမှာကျန်စစ်သားကအနော်ရထားကိုလုတ်ကြံလိုက်ပြီးကျွဲခတ်လို့မြစ်ထဲကျသွားတယ်လို့သတင်းလွှင့်လိုက်ရင်ဘသူကလိုက်ရှာရေးမှာလဲဘသူကတက်သေးပြနိုင်မှာလဲကလဲစားချေမှုနဲ့ရီမန်းချက်အစုံတက်ကျန်စစ်သားမှာအနော်ရထားကိုတတ်ဖို့ခိုင်လုံတဲ့အကြောင်းပြခဲ့တဲ့အများကြီးရှိပါတယ်မနိစင်တာကိစ္စကြောင့်အထက်ခံရလူနီးပါထိခဲ့တာပြည်နေတာနဲ့ဒုက္ခရောက်ခဲ့တာအနော်ရထရှိနေစီသူဟဲ့ဘယ်တော့မှဘီယန်ဖြစ်လာမှာမဟုတ်တာ ဆောလူမင်းစီမှာအာနာခေတ္တအနန်လိုက်ချေပါနတဲ့ view ဟာလို့ပြောရမယ်ခမရမေးစရာရှိတာကသူထက်တာဆိုရင်ဘာလို့ချက်ချင်းနမတက်တာလဲဆိုတဲ့အချက်ပါအဲ့ဒီအချိန်မှာအနော်ရထားရဲ့ဩဇာကအယံကြီးသီတော့ကျန်စစ်တာချက်ချင်းတက်ရင်လူသက်သမားလို့အပြောခံရနိုင်တယ်ဒါကြောင့်အနော်ရထားရဲ့သားဆောလူကိုအရင်တင်ပေးလိုက်ပြီးဆောလူမင်းအုပ်ချုပ်မှုညံ့ဖျင်းလာအောင်ဒါမှမဟုတ်ပြဿနာတွေဖြစ်အောင်စောင့်ကြည့်ပြီးမှကဲတင်ရှင်အဖြစ်နဲ့အာနာကိုသိမ်းယူတာကပိုပြီးနိုင်ငံရေးဟာတိတ်ခါရှိပါတယ်အားလုံးခြုံကြည့်ရဲ့အနော်ရထားရဲ့တေဆုံးမှုဟာပြီးပြည့်စုံတဲ့ရာဇဝတ်မှု perfect crime တခုဖြစ်နေပါတယ်တက်တေမရှိအလောင်းမရှိဇက်ကြောင်းကလည်းမယုံနိုင်စရာပုံပြင်းဆက်နေတယ်အဲ့ဒီကိစ္စမှာအကျိုးအမြတ်အများဆုံးရသွားတဲ့သူကကြံစစ်သားထစ်နေတာကတော့ညင်းလို့မရတဲ့အမှန်တရားပါပဲခမရဲ့ဒီအသွေးကသာအမှန်ဆိုရင်ကြံစစ်သားဟာမြမသမိုင်းမှာအတော်ဆုံးMachiavellian ခေါင်းဆောင်တူဖြစ်နေပါလိမ့်မယ် ကျွန်တော်တို့အစပိုင်းမှာဆွေးနွေးခဲ့သလိုအဲ့ဒီအချိန်ကကြံစစ်သားနဲ့အတူတငယ်ချင်းတွေရှိသေးတယ်အလွယ်သုံးပြောရရင်တက်ရင်တက်မတွေအကုန်လုံးကကြံစစ်သားတို့တငယ်ချင်းတွေရဲ့လက်ထဲမှာရှိနေတယ်ပေါ့ကွာဒီတော့သူ့မှာစစ်တပ်ရဲ့အာဏာရှိထားတယ်ဒါကတစ်အချက်ပေါ့ကွာနောက်တစ်ခုကအဲ့ဒီခေတ်ကဘာသာရေးလွန်ဆွဲနေချိန်ပဲဗုဒ္ဓဘာသာစက်တိအခြေချတယ်ဆိုပေမဲ့အခြားယုံကြည်ကိုးကွယ်မှုတွေကလည်းရှိနေအောင်ပါပဲဒီတော့အနော်ရထအလောင်းကိုနတ်တွေဆောင်ယူသွားတယ်ဘလို့ပျောက်သွားတယ်လို့ဘာသာရေးရအယုံသွင်းမယ်ဆိုရင်လေပကံပြည်သူတွေနဲ့မှုမတ်တွေကတိတ်ပြီးစောတကတက်မယ်မထင်ဘူးကျွန်တော်ထင်မြင်ချင်တော့ခမည်းရောဘလို့ထင်မြင်လဲ ခမရဲ့ခွဲချမ်းစိတ်ဖြာမှုဟာတကယ်ကို logical ဖြစ်လုံးလို့ငင်းစရာတော့မရှိသလောက်ပါပဲခမပြောတဲ့အချက်နှစ်ချက်စစ်တပ်အာဏာနဲ့ဘာသာရေးအယူသီးမှုဟာအာဏာသိမ်းမှုတစ်ခုအောင်မြင်ဖို့တလားအတိကကြတဲ့မန်တိုင်းကြီးတစ်ခုပဲကျွန်တော်ထပ်ဖြည့်ပြီးစဉ်းစားကြည့်မိတာလေးတွေရှိတယ်တည့်အချက်က hard power စစ်တပ်အာဏာခမပြောသလိုရဲဘက်တော်၄ဦးကတရင်တက်မာတွေကိုချုပ်ကင်ထားတယ်ဆိုရင်ပကံပီရဲ့စစ်အင်အားဟာသူတို့လက်ထဲမှာပဲရှိနေတာပါအနော်ရထနန်းတက်ကြားလာတာနဲ့အမျှအောက်ခြေတပ်သားတွေဟာဘရင်ထက်ဆိုင်သူတို့နဲ့အတူရှေ့တန်းမှာအတူတူတိုက်ပွဲဝင်နေတဲ့ကျန်းစစ်သားလို့စစ်သူကြီးတွေကိုပို့ပြီးတန်ရောစင်ရှိပို့ပြီးကြောက်ရွံ့ရိုးသေးကြမှာပါတကယ်လို့အနော်ရထပျောက်ဆုံးသွားတဲ့ကိစ္စမှာစစ်တပ်ကသာနှုတ်ပိတ်နေပြီးမယ်ဆိုရင်ဘသူကမှစောတကတည့်ရမှာမဟုတ်ပါဘူးဒါဟာတမိုင်းမှာအမြဲတွေ့ရလေရှိတဲ့ military coup ပုံစံမျိုးပါပဲ နောက်အချက်ကတော့ soft power ဘာသာရေးနဲ့အယုံသွင်းခြင်းဒီချက်ကပိုပြီးတော့ပါနှက်ပါတယ်အဲ့ဒီခက်ကအရေးကြီးယုံကြည်မှုတွေကနေဗုဒ္ဓဘာသာကိုကူပြုံကားစားအချိန်ဆိုတော့လူတွေရဲ့စိတ်ထဲမှာနှက်ဆိုတာကအယံဩဇာကြီးနေတော့မှာအနော်ထာကိုနှက်ဆောင်ထွားတယ်ဆိုတဲ့ဇလံကပြည်သူတွေအတွက်လက်ခံရလွယ်ပါတယ်ဘာလို့လဲဆိုတော့အနော်ထာဟာဖုံးကြီးလွန်းလို့လူလိုမသေးပဲနှက်ဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးက propaganda အနေနဲ့အတော်လေးအလုပ်ဖြစ်ပါတယ်ဂျန်စတာဟိုရိုက်ကလည်းနောက်ပိုင်းမှာသူဟာဘက်တနုတ်နမင်းရဲ့ဝင်စားသူပါဆိုပြီးကြောက်စာတွေရေးထိုးခဲ့တာကိုကြည့်ရင်သူဟာဘာသာရေးနဲ့နိုင်ငံရေးကိုဘလို့ပေါင်းဆက်အသုံးချလာမလဲဆိုတာကောင်းကောင်းကြီးသိနေတဲ့သူပါသုံးချက်အနေနဲ့မှုမှတ်တွေရဲ့အခြေအနေမှုမှတ်တွေကလည်းအနော်သားရဲ့ပြက်သားလွန်းတဲ့အုပ်ချုပ်မှုအောက်မှာအမြဲတမ်းဘီးမကင်းတယ်လို့ခံစားနေရနေပါတယ်ဂျန်စတာကသူတို့နဲ့ညှိနှိုင်းပြီး
မင်းတို့ငါဘက်ကနေနေပြီးငါနန်းတန်ရဲ့မင်းတို့ကိုပို့ပြီးအခွင့်အရေးပေးမယ်ဆိုတဲ့ကတိမျိုးပေးခဲ့ရင်ဒါမှမဟုတ်စစ်တပ်နဲ့ချင်းရောက်ရင်သူတို့ကလည်းငြိမ်နေကြမှာပါပဲလေးအချက်ကတော့စစ်သူရဲကောင်း၃ဦးရဲ့နီကုံ The Missing Link ဒီနေရာမှာခမရဲ့အစောပိုင်းကတန်တရားကိုပြန်ဆက်ကြည့်ရင်အနော်ခါကိုလုတ်ချန်တဲ့ကိစ္စမှာကျန်စစ်သားဟာသူ့တငယ်ချင်း၃ယောက်ရဲ့အကူအညီကိုယူခဲ့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့အာနာကိုဝေမျှတဲ့နေရာမှာတော့ပြဿနာရှိလာပြီတငယ်ချင်းတွေကငါတို့လည်းမင်းနဲ့တန်းတူပဲငါတို့လည်းလုတ်ပိုက်ခွင့်ရရမယ်လို့တောင်းဆိုလာရင်ကျန်စစ်သားအတွက်အန်ဒီရရှိလာပါတယ်ဒါကြောင့်အနော်ရထားကိုဖေရှားပြီးကနဲ့နောက်ထပ်တပ်တဲ့အဖြစ်ကြံနေတဲ့အာနာခွဲဝေလို့တဲ့အဲ့ဒီတငယ်ချင်း၃ယောက်ကိုပါတခါတည်းရှင်းပြလိုက်တာကကျန်စစ်သားအတွက်အကွက်အကြဆုံးဖြစ်ပါလိမ့်မယ်အားလုံးပြန်ချုပ်ရရင်ခမည်းဖြိုးတဲ့အနော်ရထားကိုကျန်စစ်သားလွတ်ကျန်တယ်ဆိုတဲ့အချက်ဟာမြန်မာရာဇဝင်ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက် conspiracy တစ်ခုဖြစ်နိုင်ပါတယ်တမိုင်းဟာအမြဲတမ်းလှပအောင်ရေးချယ်ထားတာပြီးမြဲခမည်းလူ logic နဲ့ပြန်ကြည့်ရင်တော့တွေးစွန်းခဲ့တဲ့အစအနတွေကိုတွေ့နိုင်တာပဲ ကျွန်တော်အမြင်ကိုပြောရရင်ကျန်စစ်သားကအာနာယူတာမဟုတ်ဘူးကွာအာနာမှတ်တာသူအာနာရချိန်မှာနိုင်ငံကို soft power နဲ့ပဲအုံချုပ်ခဲ့တယ်ဖျားတီးတယ်ကြောင်းဆောက်တယ်သူတကယ်တမ်းအာနာရဖို့အပြစ်ကျူးလွန်ခဲ့တာကအနော်ရထားစော်လူမင်းငထွေယူငလုံးလက်ဖက်နဲ့ညောင်ဦးဖီးကျော်ကိုပဲအဲ့ဒီ9ယောက်ကိုအပြောက်ရှင်းလိုက်ပြီးအာနာသိမ်းလိုက်တာပဲ ဒါကတကယ်ကိုထိရောက်ပြီးပြတ်သားတဲ့ကောက်ချက်ပဲဗျအာနာယူတာမဟုတ်ဘူးအာနာမတ်တာဆိုတဲ့စကားလုံးကကျန်စစ်သားရဲ့ view ဟာမြောက်မှုကိုကွက်ကွက်ကွင်းကွင်းမြင်သာစေပါတယ်ခမည်းပြောတဲ့9ယောက်ကိုအပြောက်ရှင်းတဲ့အာနာသိမ်းလိုက်တာဆိုတဲ့အမြင်ကနေကြည့်ရင်ကျန်စစ်သားဟာအ ਨੇ ဆုံးသောတွေးထွက်တန်ရုံမှုနဲ့အကြီးမားဆုံးသောရလဒ်ကိုယူခဲ့တဲ့သူလို့ဆိုရမှာပဲသူအချက် targeted elimination ရွေးချယ်ရှင်းလင်းခြင်းသူတတ်ခဲ့တာကခမည်းအဆိုရ9ယောက်တည်းပါဒါပေမဲ့အဲ့ဒီ9ယောက်ဟာနိုင်ငံတော်ရဲ့ထိပ်သီးပိုင်းအာဏာအကုန်လုံးကိုချုပ်ကင်ထားသူတွေဖြစ်နေတယ်။အနော်ရထားနဲ့စောလူနိုင်ငံရေးအရာတရားဝင်အာဏာရှိသူတွေရဲဘက်တော်3ဦးစစ်ရေးအရာအင်အားရှိသူတွေဒီလူတွေကိုရှင်းလိုက်တာဟာစစ်တပ်တစ်ခုလုံးကိုတိုက်ခိုက်နေစရာမလိုပဲဥခေါင်းကိုဖျက်လိုက်တာနဲ့အတူတူပါပဲ။ဒါဟာတကယ်ကိုပါနဲ့တဲ့လုတ်ကြံမှု surgical strike မျိုးပါ။နှစ်အချက်ကတော့ soft power နဲ့နမဲဖျက်စေသူအာနာရလာတဲ့အခါမှာခမည်းဖြိုးတယ်လို့ဖျားတီကြောင်ဆောက်ပြီးငိမ့်ချမ်းငင်းမင်းအဖေပုံဖော်ခဲ့တာကသူကျူးလွန်တဲ့အနော်ထာတို့9ယောက်အပေါ်ကအဖြစ်တွေကိုဘီလူတွေမေ့သွားအောင်ဒါမှမဟုတ်လုံးဝမရိပ်မိအောင်လုပ်တဲ့တမိုင်းဖြောက်စီတစ်မျိုးပါပဲမွန်ရင်ကြီးမှုကိုအလေးထားတာကြောက်စတွေကိုမွန်ဘာသာနဲ့ပါရေးထိုးတာတွေကလည်းဖီတွင်းစစ်တန်ကိုမလိုချင်တော့တဲ့ဘီလူတွေရဲ့ထောက်ခံမှုကိုအပြည့်အဝရအောင်ယူလိုက်တာပဲဖြစ်ပါတယ်နောက်ဆုံးအချက်ကတော့ရလက်နဲ့တန်ဖိုးဖြတ်ခြင်းကျန်စစ်သားရဲ့လွတ်ရက်ကကိုကျင်တရားရကြည့်ရင်တော့မိတ်ဆွေကိုတစ္ဆာဖောက်တာဆရာကိုတတ်တာလို့ဆိုနိုင်ပေမဲ့နိုင်ငံရေးရကြည့်ရင်တော့ပကံအင်ပါယာကိုဖြိုကွဲမသွားအောင်ထိမ့်လိုက်တဲ့အာနာရှင်ပါရမီရှင်တယောက်ရဲ့လွတ်ရက်လို့ဆိုရမှာပါခမည်းရဲ့ဒီရှူတောင်းကနေပြန်ကြည့်လိုက်ရင်ပကံရာဇဝင်ဟာကျွန်တော်တို့ကျောင်းမှာသင်ခဲ့ရတဲ့ရိုးရိုးလေးဇလံမဟုတ်တော့ပဲအာနာအတွက်အကွက်ကြကြကစားခဲ့တဲ့ great political thriller တစ်ပုဒ်ဖြစ်သွားပါပြီအနော်ရထားနောက်ပိုင်းမှာစောလူမင်းရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတာကြောင့်နိုင်မတည်ငြိမ်တာတော့ဖြစ်နိုင်လိမ့်မယ်စစ်သူကြီးတွေအကြားအာဏာလူဖို့တော့မဖြစ်နိုင်ဘူးကျွန်တော်ဖတ်ဖူးလောက်ဆိုရင်ကြံစစ်သားကိုပဲကြံတဲ့3ယောက်ကရှေ့တန်းတင်ထားတာတမိုင်းဆရာတွေအယမ်းရှေ့တန်းတင်တာလည်းဖြစ်နိုင်နေပေါ့ကွာထားပါကျွန်တော်အထင်တော့ကြံစစ်သားကိုကြော်ပြီးကြံ3ယောက်ကလက်ဦးမှုယူမှာမဟုတ်ဘူးဘာလို့ဆိုကြံ3ယောက်ရဲ့ဘဝကထမ်းပင်တပင်ကတပင်ကူးတယ်မြစ်ကိုဖြတ်ကူးတယ်ဆိုတာရဲရင်တာမဟုတ်ဘူးလေမိုက်ယူရဲဆန်ကြတာကြံစစ်သားမှာအဲ့လိုမတွေ့ရဘူးဒီတော့ပကံပီအာနာကိုကြံစစ်သားကအသက်50မှာရတယ်ဒါကအာနာသိမ့်လိုက်လို့မဟုတ်ရင်55သို့မဟုတ်60လောက်မှဘယင်ဖြစ်မဲ့သဘောပေါ့ကွာ ခမည်းရဲ့ခွဲချမ်းစိတ်ဖျားမှုကတကယ်ကိုအကွက်ကြပါတယ်ရဲဘက်တော်3ဦးရဲ့ဇယိုက်နဲ့ကျန်စစ်သားရဲ့ဇယိုက်ကိုနှိုင်းရှင်ပြသွားတာဟာတိတ်ကိုထိမိပါတယ်ခမည်းပြောတဲ့ရဲရင်တာနဲ့မိုက်ယူရဲစန္ဒာကြားကခြားနာချက်ကကျန်စစ်သားကိုဘာကြောင့်ဘယင်ဖြစ်စေတယ်လဲဆိုတဲ့အဖြေပါပဲမိုက်ယူရဲသူရဲကောင်းနဲ့ပါနတ်တဲ့ခေါင်းဆောင်အကြားကွာခြားချက်ငထွေယူငလုံးလက်ဖယ်နဲ့ညောင်ဦးပြည်တို့ရဲ့စွမ်းဆောင်ချက်တွေကခမည်းပြောသလို physical strength ခွန်အားကိုပဲအခြေခံတာပါထမ်းပင်ကူးတာမြစ်ကိုရေကူးဖြတ်တာတွေကစစ်သားကောင်းတစ်ယောက်အတွက်လုံလောက်ပေမဲ့နိုင်ငံရေးသမားတစ်ယောက်အတွက်တော့မလုံလောက်ဘူးသူ
သူတို့မှာကြံစစ်သားလို့ vision မျှော်မှန်းချက်ရှိပုံမရဘူးဒါကြောင့်လဲသူတို့ကကြံစစ်သားကိုပဲဥဆောင်ခွင့်ပြီးခါတာဖြစ်နိုင်ပါတယ်သူတို့ဟာလက်ယုံရည်ရှိပေမဲ့နှလုံးရည်မှာကြံစစ်သားကိုမရှင်နိုင်တာရှင်းပါတယ်အသက်50မှာအာနာသိမ့်ရခြင်းရဲ့အကြောင်းရင်းကြံစစ်သားကဘာကြောင့်အသက်50အထိစောင့်ခဲ့တာလဲဒါကစိတ်ဝင်စားဖို့ကောင်းတယ်တကယ်လို့သူသာအသက်20 30ကျော်အရွယ်မှာအာနာသိမ့်ခဲ့ရင်အနောရထာရဲ့ဩဇာကကြီးလွန်းနေသေးတော့တိုင်းပြည်ကသူ့ကိုလက်ခံမှာမဟုတ်ဘူးအသက်50ဆိုတာကတော့လူကလည်းရင်းကျက်ပြီးစစ်တပ်မှာလည်းဩဇာကအထွတ်အထိပ်ရနေပြီပြီးတော့အနောရထာလည်းအိုမင်းလာပြီခမည်းပြောသလိုမဆောင်နိုင်တော့လူအမြန်သိမ့်လိုက်ကဖြစ်နိုင်ပါတယ်55နှစ်60ထိစောင့်နေရင်သူ့မှာအုပ်ချုပ်ဖို့အချိန်တိတ်ကြမ်းမှာမဟုတ်တော့သလိုတခြားသူတွေကလည်းဂျားဖြတ်နှိုက်တာမျိုးခံရနိုင်လို့အခွင့်အရေးအသာဆုံးအချိန်ကိုယူလိုက်တာပဲနိုင်ငံရေးဖြတ်လန်းကိုအသုံးပြုလိုက်ခြင်းကျန်စစ်သားကဓမ္မနီလန်အရာစောလူမင်းစီကနေအာနာကိုအေးဟေးဆေးဆေးလွှဲပြောင်းယူဖို့စောင့်နေမယ်ဆိုရင်အချိန်အများကြီးထပ်ပေးရအောင်မယ်ပြီးတော့စောလူမင်းမှလည်းသားသမီးတွေရှိလာနိုင်သေးတယ်ဒီတော့ခမည်းပြောတဲ့အတိုင်းအပြောင်းရှင်းလိုက်ခြင်းဟာသူ့အတွက်တော့အမြန်ဆုံးနဲ့အသေးချာဆုံး business plan တစ်ခုဖြစ်သွားတာပေါ့ဒီနေ့ podcast ရဲ့အနှစ်ချုပ်ကိုပြောရရင်ကျန်စစ်သားဟာသူရဲကောင်းဆိုတဲ့ဂုံပုတ်နောက်ွယ်မှာ real politics လက်တွေ့ကျတဲ့နိုင်ငံရေးကစားကွက်ကိုအပိုင်ကစားသွားသူပါတမန်ချင်းတွေကိုရှေ့ရန်တင်ထားပြီးသူကနောက်ကနေအကြံထုတ်တယ်နောက်ဆုံးကြတော့ခမည်းပြောသလိုအဲ့ဒီလူတွေကိုပါရှင်းပြီးအသီးအပွင့်ကိုတယောက်တည်းခံစားသွားတာမျိုးပေါ့ဒီလိုဆိုရင်ကျန်စစ်သားရဲ့နန်းသက်မှာအမှန်တရားဆိုတာထက်အလိုရှိရတဲ့ပုံရိပ် desired image ကိုပဲတမိုင်းမှာခြံရရစ်ခဲ့တာလို့ဆိုရမှာပဲကျန်စစ်သားဟာတိုင်းပြည်ကိုစီးပင်းအောင်လုပ်ခဲ့တာငင်းလို့မရပေမဲ့အဲ့ဒီပလင်ဘောကိုတက်ဖို့အတွက်ဆရာကိုရောတငယ်ချင်းတွေကိုပါစတေးခဲ့ရတာလားတမိုင်းဆိုတာအောင်နိုင်သူတွေရေးတာပါဒါပေမဲ့ကျွန်တော်တို့ကတော့အမှန်တရားရဲ့အစအနာတွေကိုဆက်ပြီးရှာဖွေနေဦးမှာပါအခုဆွေးနွေးချက်အပေါ်နားဆင်ကြည့်ရှုခဲ့တဲ့မိတ်ဆွေတွေရောဘယ်လိုမြင်လဲ comment မှာထင်မြင်ချက်ကိုပြောသွားနိုင်ပါတယ်နားဆင်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဘယ်လိုအကြောင်းအရာတွေကိုခေါင်းစားထားမလဲဆိုတာစောင့်မျှော်ပေးရပါအောင်ခဏ